ရခိုင်ပြည်အမ်းမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခသိန်းတိုက်ပွဲမှာအာရခတက်တော် AA နဲ့အတူတိုက်ပွဲဝင်ပြီးနေရက်ပြန်လာတဲ့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတပ်ဖွဲ့ဝင်တွေကိုဒေသခံတွေကကြိုဆိုခဲ့တယ်လို့စလင်းဘကဖကမေလ3ရက်မှာထုတ်ပြန်ပါတယ်။ Federal Democracy နိုင်ငံတစ်ခုတည်ဆောက်ရေးနဲ့မဟာမိတ်ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့အတွက်စလင်းဘကဖရဲ့ရဲဘော်100ဦးကိုအာရခတက်တော် AA နဲ့အတူတိုက်ပွဲဝင်ဖို့ဆီလွတ်ခဲ့တာဖြစ်ပြီးအဆိုပါတပ်ဖွဲ့ဝင်တွေကအမ်းမြို့သိန်းတိုက်ပွဲနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခသိန်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ခံကိုအောင်ဆန်းကပြောပါတယ်ကျွန်တော်တို့ပေါ့နော်အခုလိုမျိုးဒါဖေလွတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အနေနဲ့ဒါအာရခတက်တော်ရဲ့ဒါစီရေးလေ့ကျင့်ရေးဒါအတွေ့အကြုံတွေလည်းဒါကျွန်တော်ရဲဘော်တွေအများကြီးရရှိခဲ့ရပေါ့နော်ပြီးလို့ရှိရင်ဒါကျွန်တော်စီရေးအကျိုးမြတ်တွေနဲ့ဒီတိုက်ပွဲအတွေ့အကြုံတွေလည်းဒါကျွန်တော်တို့များစွာရရှိခဲ့ပါတယ်ဗျတိုက်ပွဲဝင်တပ်ဖွဲ့ဝင်100ဦးအနက်10ဦးဟာတိုက်ပွဲအတွင်းကြာဆုံးခဲ့ပြီးတပ်ဖွဲ့ဝင်2ဦးမှလည်းကိုလန့်အင်ကဆုံးရှုံးခဲ့တယ်လို့ကိုအောင်ဆန်းကဆက်ပြောပါတယ်အဆိုပါအသက်ရှင်ကျန်ခဲ့တဲ့ရဲဘော်92ဦးဟာစလင်းမြို့နယ်ရှိမိခင်တပ်စခန်းကိုပြန်လည်ရောက်ရှိလာချိန်မှာတော့ဒေသခံပြည်သူတွေကပန်းတွေစားစရာတွေနဲ့ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။အာရခတက်တော် AA ဟာအမ်းမြို့နယ်မြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခတစ်ခုလုံးကိုပြီးခဲ့တဲ့2024ဒီဇင်ဘာ20ရက်နေ့လယ်12နာရီမှာအပြီးသက်သိမ်းပိုက်ရရှိခဲ့ပါတယ်။